IT man ပြောပြမယ်ခိုးခံရလို့ CCTV record ပြန်ကြည့်တဲ့အခါမှာမတမ်းမရှိတော့တာမျိုးကြုံဘူးလားအဲ့ဒါအတော်ဆိုးတဲ့ကိစ္စပဲ CCTV တွေကိုပုံမှန် firmware update လုပ်တာနဲ့ hard disk အလုပ်လုပ်မလုပ်စစ်ဆေးတာ CCTV maintenance ဟာလုံခြုံရေးအတွက်မရှိမဖြစ်လိုအပ်ပါတယ်တလားတစ်ခါစနစ်ကိုပုံမှန်စစ်ဆေးတဲ့အလေးအကျင့်လေးရှိထားရင်ညီလေးတို့ရဲ့လုပ်ငန်းခွင်ဟာအမြဲလုံခြုံပြီးစွမ်းအားရှိနေမှာပါကင်မရာမှန်ဘလူးဖုံတန့်ရှင်းရေးလုပ်တာကြိုးတွေကြွက်ကြိုက်မကြိုက်စစ်တာနဲ့ DVR NVR firmware ကိုနောက်ဆုံး version မြင့်တင်ပေးခြင်းကပုံမကြည်လင်တဲ့ပုံရိပ်နဲ့လုံခြုံမှုကိုရစေပါတယ်အားသာချက်ကတော့အရေးကြီးတဲ့အချိန်မှာ record မပြတ်ပဲအမြဲအဆင်သင့်ရှိနေတာဖြစ်ပြီးအားနည်းချက်ကတော့ပုံမှန်အချိန်ပေးပြီးစောင့်ကြည့်စစ်ဆေးနေရတာဖြစ်ပါတယ်နေ့စဉ်9မိနစ်စာဒီလို IT အခြေခံတွေကိုလေ့လာရင်တစ်နှစ်တွင်းမှာညီလေးတို့စီမှာတကယ် senior tech mindset ရလာမှာပါဥပမာတာမန်လူကကင်မရာပြတ်မှစိုင်ပြေးနေချိန်မှာညီလေးက system error log ကိုကြည့်ပြီး hard disk ပြတ်တော့မယ်ဆိုတာကြိုသိနေမှာပါနေ့စဉ်9မိနစ်စာဒီလို IT အခြေခံတွေကိုလေ့လာပြီး senior IT brother ဖြစ်ဖို့ follow လုပ်ထားပါရန်ကုန်မြို့တွင်းမှာ IT services တွေလိုအပ်ရင်ကျွန်တော်တို့ IT man ကိုဆက်သွယ်လိုက်ပါနော်